အားလုံးမင်္ဂလာပါအခုကျွန်တော်ရှင်းပြခြင်းတဲ့အကြောင်းကတော့စကားပြောမှာအသုံးပြုလို့ရတဲ့ဝါကြလေးချက်လောက်လေ့လာကြည့်အောင်အဲ့တော့ပထမဆုံးနေကျွန်တော်ဘာတွေ့မလဲဆိုရင်ねငါနှာစီးနေတယ်ဆိုကျွန်တော်ဘယ်လိုသုံးလို့ရလဲဆိုရင် I have a runny nose I have a runny nose I have a runny nose အဲ့တော့ငါကနှာစီးနေရဆိုအဓိပ္ပာယ်နဲ့အသုံးပြုလို့ရတယ်။ငါဘာလို့ရိုင်းနေရလဲဆိုရင် Why are you being rude Why are you being rude Why are you being rude ငါဘာလို့ရိုင်းနေရလဲ Why are you being rudeနောက်တစ်ခုကကျတော့ဘယ်သူဒီမှာအမိုက်လာပြတ်သွားတာလဲဆိုရင် who threw garbage here ဆိုအသုံးပြုလို့ရတယ် who threw garbage here ဘယ်သူကဒီမှာအမိုက်လာပြတ်သွားတာလဲဆိုအဓိပ္ပာယ်အသုံးပြုလို့ရတယ်နောက်တစ်ခုကကျတော့ငါအပြစ်ပါဆိုရင် it's my fault ငါအပြစ်ပါဆိုအသုံးပြုလို့ရတယ်နောက်တစ်ခုကကျတော့သူဘာလို့နောက်ကျနေလဲဆိုရင် why is he late နင်ဘာလို့နောက်ကျနေတာလဲဆိုရင် why are you late ဆိုပြီးအသုံးပြုလို့ရတယ်အဲ့တော့ပြန်ကြည့်မယ်ဆိုရင်ဒီမှာအမိုက်ဘယ်လိုပြတ်သွားတာလဲဆိုရင် who threw garbage here ဆိုအသုံးပြုလို့ရတယ်ငါနှာစီးနေတယ်ဆိုရင် I have a runny nose ငါနှာစီးနေတဲ့အသုံးပြုလို့ရတယ်ငါအပြစ်ပါဆိုကျွန်တော်ဘယ်လိုသုံးလို့ရလဲဆိုရင် it's my fault ဆိုအသုံးပြုလို့ရတယ်နင်ဘာလို့ရိုင်းနေရလဲဆိုရင် why are you being rude နင်ဘာလို့ရိုင်းနေရလဲဆိုအသုံးပြုလို့ရတယ်အဲ့တော့ဒီနေရာမှာမှတ်သားလို့ရတဲ့စကားလုံးတွေကကျတော့ are you rude ရိုင်းဆိုင်တော့နောက်တစ်ခုကကျကျွန်တော်တို့က have a runny nose ဆိုတဲ့အသုံးကိုသတိထားကြည့်ရမယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ကငါနာစီးတယ်ဆိုတဲ့အခြေအနေမှာသုံးခြင်း I have a runny nose အသုံးပြုလို့ရတယ်အဲ့တော့နောက်တစ်ခုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်အဲ့တော့ငါ့ကိုမကြည့်နဲ့ဆိုကျွန်တော်တို့က don't look at me ဆိုအသုံးပြုလို့ရတယ် don't look at me ငါ့ကိုမကြည့်နဲ့ဆိုအသုံးပြုလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ကတစုံတစ်ယောက်ကိုအောင်လို့သူစိတ်ခိုင်းနေဆိုရင် make နဲ့သုံးလို့ရတယ်ဒီမှာနေငါ့ကိုအလုပ်နေငါ့အလုပ်လုပ်ခိုင်းခဲ့တာဆိုရင် you made me work နေငါ့အလုပ်လုပ်ခိုင်းခဲ့တယ်ဒါမှမဟုတ်လည်းခုနလိုပေါ့တတိယငါ့အလုပ်လုပ်ခိုင်းခဲ့တာဆိုရင် the boss made me work ဆိုအသုံးပြုလို့ရတယ်ဒါကကြောင့်တစုံတစ်ယောက်ကိုစိတ်ခိုင်းတဲ့အခါမျိုးတွေမှာလည်းသုံးလို့ရတဲ့ပုံစံမျိုးလေးပဲဖြစ်ပါတယ်ခင်ဗျအားလုံးပဲကြိုးရှိမယ်ဆိုရင် comment မှာ useful လို့ရေးသွားလို့ရပါတယ်ခင်ဗျ